ဒီမှာရှင်ဒီနေ့ရောအညောင်ထောင်ဝါလေးခုံပြပါမယ်ဒါမဲ့ပေါ့နော်လုံးဝရှာရပါလုံးဝမတွေ့ပါဘူးအားကြောင့်မလို့ကိုယ့်ဘက်ကကိုပဲစောက်လိုက်ပါလေရှင်ထောင်ဝါလေးကတော့တိုးသွားပါတယ်နောက်တစ်ခါကြာလို့ရှင်တော့အရှည်ကြီးနဲ့ပေါ့နော်ဒီထက်လှလှလေးစောက်ပေးပါမယ်နော်အခုဥစားကြပြားတရားစောက်လိုက်ရလို့ပါဟိုပါလေကြပြားတရားအချိန်လဲမရအောင်ဆိုကြပြားတရားစောက်လိုက်တာတူတူလေးနဲ့တိတ်တော့မလှဘူးပေါ့နော်နောက်ခါကြာရင်တော့လှလှလေးစောက်ပြပါမယ်ကိုယ်စားတော့တိတ်မလှပါဘူးလုံးဝရှာရပါရှာလို့မရလို့ပါနော်ဟိုမှာပါထောင်ဝလေးကတော့လုံးဝတူပါတယ်တူလို့ပေါ့နော်တောင်းမှမှာနော်တူွားလို့ပါရှင့်လုံးဝတူွားပါတယ်ပေါ့နော်ခဏလေးစောက်လိုက်တာပါအမြဲစောက်လိုက်တာမလို့ပါရှင့်အမြဲစောက်လိုက်တာမလို့အဲ့လိုထောင်ဝလေးတူွားရပါနောက်တစ်ခါကြာလို့ရှင်တော့အရှိစောက်ပေးပါမယ်ကိုးစားလေးဖိုးပန်းနိုင်ကိုလည်းလှလှပပလေးမစောက်လိုက်ရဘူးဒီလားအချင်းကလုံးဝမရလို့လေအားကြောင့်ပါနော်နောက်တစ်ခါကြာလို့ရှင်တော့အရှိမှအရှိလေးစောက်ပေးပါမယ်ဟိုးပါလေဟိုเจ้าหมอအထိပေါ့နော်ဒီနားလေးကနေရောဟိုเจ้าหมอအထိဒီစောက်ပေးပါမယ်နောက်တစ်ခါကြာလို့ရှင်တော့အခုကတော့တိုးသွားပါတယ်မမပန်းနိုင်ရောက်ပါပြီရှင့်ကျေးဇူးတင်ပါတယ်ဟာကြလို့ရှင်တော့ပေါ့နော်အရှိကြီးစောက်ပြပါမယ်အခုစားတော့လုံးဝတိုးသွားပါတယ်ဒီမှာပါတိုးလေးဖြစ်သွားပါတယ်တိုးလေးပေါ့နော်နှမို့ဆိုလို့ရှိရင်သူများလုပ်ထားတဲ့ဥစ္စာနဲ့ပေါ့နော်လုပ်ပြမလို့အဲ့ဒါကကြတော့ဘာဖြစ်လို့လုပ်လို့မရလဲဆိုတော့ရှာလို့မတွေ့လို့ဒီတိုင်းလေးပဲရှောက်လုပ်လိုက်တာပါကိုယ့်ဘာသာကိုပဲလုပ်လိုက်တော့တယ်လုံးဝရှာလို့မတွေ့ပါဘူးအားကြောင့်ပါကဲအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်နော်မလေးလို့ပိတ်မလို့